Hello ဒီနေ့အိမ်မှာတောင်မောင်ရင်ကားလေးလှုပ်စားဖြစ်ပါတယ်တောင်မောင်ရင်ကားဆိုရင်သိတဲ့အတိုင်းပဲเนาะအတုပ်လေးရဲ့အရီဖြော်လေးရဲ့နှစ်မျိုးလှုပ်စားလို့ရပါတယ်တောင်ကိုကတော့တောင်မှာနေခဲ့တာလဲ10နှစ်ကျော်လောက်ဆိုတော့တောင်မောင်ရင်ကားကတော့ကိုယ့်ရဲ့အသက်ဆွဲပဲတခြားမောင်ရင်ကားတွေတောင်မောင်ရင်ကားဆိုရင်ဟိုဘယ်နှပွဲဖြစ်စားနိုင်တယ်တောင်မောင်ရင်ကားချက်ဖို့ပါမနေ့ကညနေညစိမ့်မှာဝယ်ခဲ့တာပေါ့နော်930သားနဲ့မုတ်ဖတ်ကလေးကိုလည်းရင်နွေးနဲ့ကြီးဖြောပါမယ်အရင်ဆုံးငါးတွေပေါ့နော်ငါးတွေကိုရှာလကာရဲ့စားတွေရဲ့နဲ့ဟိုပေါ့နော်တင်သွားအောင်အရင်ဆုံးကြီးစေးမယ်ပေါ့နော်ရှာလကာကြီးပါထည့်ပြီးတော့ပေါ့နော်သူ့ရဲ့အရေးချွဲတွေအကုန်ငါးကမိသားဟာကိုအကုန်လုံးဟိုမှာဖြစ်သွားအောင်စေးပါမယ်ယူစနေအောင်စေးမယ်ပြီးရင်စေပြီးသားငါးတွေကိုနနွင်းငံပြရီရီထည့်ပြီးတော့စပလင်ဂျင်းနေနဲ့ပြုတ်ပါမယ်ငါးတွေချက်လာပြီဆိုရင်ငါးတွေကိုဆယ်ထားမယ်ဆယ်ပြီးတဲ့အခါနနံပင်တွေပေါ့နော်နနံပင်တွေပဲတီတွေကိုလည်းရီစေးပြီးတော့တီထားမယ်ညှက်ထားမယ်ပေါ့နော်ပြီးလို့ရှိရင်ရင်နွေးတည်ထားတဲ့ထဲကိုခုနကပြုတ်ထားတဲ့ငါးတွေထည့်မယ်ရင်နွေးဘက်ဆိုပြီးလို့ရှိရင်တုံနေထည့်မယ်ဒါကတော့ဘောနော်ကိုချက်တဲ့ပုံစံပေါ့နော်သူများကြီးတော့ဘယ်လိုချက်လဲမသိဘူးဒါကတော့ဟိုငပြောဥကိုတီထားတဲ့ဟာကိုမမဲသွားအောင်စနွေနဲ့စိန်ထားတာပေါ့နော်စနွေနဲ့စိန်ထားတာပေါ့ကဲအခုတော့ငါးစီတက်ပါမယ်ခုနကစက်သွန်ဖြူစပလင်ချင်းထောင်းထားတဲ့ဟာတွေကိုထည့်ပြီးတော့စီတက်ပါမယ်စနွေမုတ်လေးထည့်မယ်ဟိုစက်သွန်လေးတွေကိုနည်းနည်းဟွာဖြစ်လိုက်ဆိုငါထည့်မယ်တောင်မုံရင်းငါရဲ့ထူခြားချက်ကပေါ့နော်သူကဒီငါးစီတန်ရဲ့အယောင်တင်မထည့်ဘူးသူကစနွေမုတ်နဲ့ပဲသူရဲ့အယောင်လေးနနွင်းနဲ့ပဲပြီးတော့ငါးတွေကိုအရန်နဲ့ဟိုကြက်သွားတဲ့အထိဟိုဘယ်လိုခေါ်မလဲကျွတ်သွားတဲ့အထိမတက်ပဲနဲ့ငါးကိုနည်းနည်းလေးဟွာပေါ့နော်ထည့်မယ်ကိုကတော့အဲ့ဒီငါးတွေကိုဒီပေါ့နော်ငံပြရည်ရဲ့ရှုမုတ်တွေရဲ့တစ်ခါတည်းထည့်ပြီးတော့စီတက်လိုက်တယ်အရသာကိုပေါ့နော်ငါးတွေကိုငါးလေးနည်းနည်းလေးဟိုကြက်လာပြီဆိုလို့ရှိရင်ခုနကဦးတွေကိုငါစီတက်ထားတာလေးထည့်မယ်ဒါကတော့ခုနကငါယူထင်ထားတဲ့အယိုးတွေပေါ့နော်အဲ့ဒီအယိုးတွေကိုထောင်းပြီးတော့ဟိုဘာလို့ရင်နွေးလေးနဲ့အရေးပြန်ဖြော်တာပေါ့နော်ရင်နွေးလေးနဲ့အရေးဖြော်ပြီးတော့အဲ့ဒါကိုစစ်ပြီးတော့ရေအယိုးတွေကိုစစ်ပြီးတော့အဲ့အရေကိုထည့်မယ်အဲ့ငါးရေကအရန်ရှို့တာအဲ့အယိုးပြုတ်ရရပေါ့နော်အဲ့အယိုးထည့်မယ်ပြီးလို့ရှိရင်စက်သွန်ဖြူနဲ့ငရုတ်ကောင်းနဲ့ထောင်းထားတာလေးလည်းထည့်မယ်ပြီးရင်ခုနကဟိုပါပေါ့ဗာလေဖြိုးနေမိငပြောဦးလေးထည့်မယ်အဲ့ဒါကြီးလုံးနေတော့အချိန်မှာငရုတ်သီးပေါ့နော်အမှန်ကငရုတ်သီးလော်မုံကိုမတွေ့တာငရုတ်သီးလော်မုံကရှိတယ်အဲ့ဒါကိုမတွေ့တော့ကိုကဘာလုပ်လိုက်လဲဆိုတော့စက်သွန်ဖြူနဲ့ဂျင်းလေးကိုလေစီလေးနည်းနည်းနဲ့ဟိုလုပ်ပြီးတော့အဲ့ငရုတ်သီးဟိုပါပေါ့အစိမ့်မုံလေးကိုထည့်ပြီးတော့ဟိုကလော်လိုက်တယ်ပေါ့နော်သူတို့ကြော်တယ်လို့လည်းပြောလို့ရပါတော့အဲ့ဒါမှုေးပါတယ်အဲ့လိုဒီမော်ရင်ငါစားမယ်ဆိုရင်ငါဟိုငရုတ်သီးမုံလေးအဲ့လိုမျိုးစက်သွန်ဖြူဂျင်းလေးနဲ့ဟိုလို့ပြီးတော့ပုံမွေးရပေါ့နော်ငါဟင်းကိုဆူလာပြီဆိုလို့ရှိရင်ခုနစားမထည့်ရသေးလို့ပေါ့နော်စားထည့်တယ်ပြီးရင်ဟင်းကိုလေးဆူလာပါပြီမွေးနေတာပဲပြီးလို့ရှိရင်စားပါတော့မယ်အရင်ဆုံးပေါ့နော်ဟိုအတုပ်ကလေးကိုအရင်လုပ်ပြမယ်ပေါ့နော်တောင်မော်ရင်ကသူကဒါတောင်မှာစားတဲ့ပုံစံပေါ့နော်အရင်ဆုံးမုတ်ဖတ်ထည့်မယ်ဆန်လော်မုံထည့်မယ်ဆန်လော်မုံကတောင်ကထွက်တဲ့ဆန်လော်မုံမှာဒီအနှံ့သူ့မှာတော့ဒီဟိုအပြင်ကဝယ်တဲ့ဆန်လော်မုံလေးကလေအနှံ့ရှိရသေးလားဟိုအဲ့အနှံ့မရဘူးတောင်ဆန်လော်မုံကကြတော့လေအနှံ့အလုံးဝမရှိဘူးသူ့ကိုထည့်ထားရင်တော့သူ့အနှံ့ဆိုတာအဲ့လိုမျိုးပေါ့နော်နန်းနေရပါတခုမှမရှိဘူးအဲ့မှာအခုထည့်တဲ့ဟာတွေကတော့ဆန်လော်မုံယူတီနောက်တစ်ခါပူစီနန်ပေါ့နော်ပူစီနန်နေနောက်ကပဲသီးနန်းပြီးလို့ရှိရင်ခရမ်းချင်သီးဆန်လော်မုံနေသွားလို့ထပ်ထည့်ရပါတော့ငယူတီမုံခုနလော်ထားတဲ့ငယူတီမုံပြီးမွေငါဟင်းရည်လေးဒါအမေကခုနအကြော်ထဲဖို့မေ့သွားလို့ခုမှအကြော်ထဲဟင်းရည်လေးနည်းနည်းထပ်ထည့်ပါမယ်ဟင်းရည်လေးနဲ့ထည့်ပြီးတော့ပေါ့နော်နေပါမယ်စီချက်ကလေးရောပေါ့နော်အရန်စားကောင်းပါတယ်အမေကတော့တောင်မုံရင်ကဆိုရင်လေအရန်ကြိုက်တယ်
ဘယ်လိုကြိုက်နေကြမှမသိဘူးဒါကတော့အတုပ်ကလေးပေါ့နော်နောက်တစ်ခုကကြာအရေးပြော်လေးထည့်ပြမယ်နော်အရေးပြော်ဟင်းရည်လေးကလည်းအယောင်လေးကိုလှနေတာပဲအရသာလေးကလည်းရှိနေငါပြောဘူးလေးကလည်းနူဤပြီးတော့လေအရန်စားလို့ကောင်းပါတယ်ဒီမုတ်ဆန်လောမုတ်ခုနကပါဝင်ပစ္စည်းအကုန်ထည့်ပြီးတော့ဟင်းအရေးလေးတွေအယောင်အစင်းနဲ့တင်အရသာကိုခံမှန်းလို့ရပါတယ်နော်အရန်ကြိုက်တဲ့တောင်းမော်ရင်းကဆိုရင်ချက်စားကြည့်နော်အမင်းရထားတဲ့အတိုင်းလေးချက်စားကြည့်အရန်စားကောင်းတယ်အမင်းကလေအဲ့ဒီမုံဟင်းကားဆိုလေအဲ့ပဲတွေနဲ့ချက်တာကိုမကြိုက်ဘူးအဲ့လိုငါးဟင်းရီတက်ပေါ့နော်ခုနလိုငါးဟင်းရီနဲ့ချက်တဲ့ဟင်းဒီမုံဟင်းကားကိုပဲကြိုက်ပါတယ်အေးကြဲကြဲလေးကြဲကြဲရှူရှူလေးပေါ့နော်မုံဟင်းကားဆိုရင်အဲ့လိုမျိုးပဲကြိုက်တယ်အဲ့လိုပေါ့နော်ပဲနဲ့ချက်တဲ့မုံဟင်းကားကိုမကြိုက်ဘူးအမင်းအားကြောင့်မို့လေအဲ့တောင်မုံဟင်းကားကတော့ကိုယ့်ရဲ့ပစံနဲ့တော့လုံးဝအကိုက်ပဲပူစင်နန်လေးထည့်ပူစင်နန်တွေကလည်းပေါ်နေတဲ့အချိန်နန်တွေကလည်းပေါ်နေတဲ့အချိန်ဆိုတော့လေ